ချောင်းသားကလည်းမှားပြီးတော့စားကောင်းလို့ဆိုပြီးတော့ဒါရန်ကုန်ပြန်ဟိုပါဒါအော်ဒါတွေဆွဲသွားတဲ့အဖွဲလေးကိုကျွန်တော်တစ်ချက်လာပြီးတော့မိတ်ဆက်ပေးတာပါအားလုံးပေါင်းအော်ဒါဘူးကတော့တော်တော်များမယ်ဗျာနော်လူကတော့ဒါလူ30ကျော်40ဝန်းကျင်ဖွဲလေးပေါ့နော်ကဲဘာလေးတွေပါမလဲဆိုတော့ဒီမှာဂုံ6ဆက်ဂုံ6ဆက်ကကျတော့2ဘူးပါမယ်ဗျာနော်ဂုံ6ဆက်2ပွဲပေါ့နော်ဒါ2ဘူးမဟုတ်2ပွဲပေါ့ပြီးရင်ကနန်းသားကကျတော့မျိုးလေးတွေပေါ့နော်ကျွန်တော်တို့လေးလုံးအောင်တေချာလေးကိုမတိုးအောင်လို့ခံအောင်ဆိုပြီးတော့တေချာလေးအေးခံပြီးတော့ထည့်ပေးပါတယ်ကနန်းသား5ဘူးပါမယ်ပြီးရင်ဂုံချင်ဆက်ကကျတော့2ဘူးပါမယ်ဒီလိုမျိုးလေးတေချာထုတ်ပိုးမှုလေးလုပ်ပေးပါတယ်ခင်ဗျာပြီးပစုံချိုးလေးလည်းတစ်ပွဲပါမယ်ဗျာနော်ပစုံချိုးကတော့တော်တော်အော်ဒါကောင်းတယ်ဗျအထင်မှာပစုံမြင်ရပါမယ်ပစုံချိုးကတော့တစ်ပွဲပါမယ်ကင်းမွန်ရတာလှိမ့်ပြီးတော့ဒါမီလီနည်းနည်းပြထားတာပေါ့နော်ကင်းမွန်ရတာလေးနည်းနည်းလှိမ့်တာပါတယ်ပြီးကနန်းခွက်ကြော်ကတော့အဓိက main ပေါ့နော်ကနန်းခွက်ကြော်အဓိက main ၄ပွဲပါမယ်ကနန်းခွက်ကြော်လုံးဝခွက်ဆိုင်အကြီးကြီးတွေသုံးမိထားပါတယ်ဒီမှာကြည့်ပါခွက်ဆိုင်ဆိုရင်လုံးဝဒါချဲအကိတ်ကြီးတွေပေါ့နော်မိုးရမတ်ဆိုရင်တော့ကနန်းခွက်ကတော်မျိုးအကြီးကြီးတွေစားရမယ်ဗျာနော်မိုးရမတ်ကဘာဖြစ်လို့လဲဆိုတော့ကနန်းသားလေးတွေဈေးနဲ့တက်တာလေဗျာနော်အဲကြောင့်နှွေးတဲ့ဆိုင်ကနန်းခွက်ကလုံးဝဆိုင်ကြီးကြီးစားပါမယ်ဒါတော့ပစုံရတာกินလေးပါပစုံတော့သူကစိုက်သေးသုံးခိုင်းတာလို့ပေါ့နော်ကျွန်တော်အသေးပဲသုံးမိထားပါတယ်ကဲမိုးရမတ်ချောင်းသာကမ်းခြေလာမယ်ဆိုရင်ကိုမျိုးသတိရလိုက်ပါခင်ဗျာပင်လယ်သားတွေလုံးဝဈေးတနက်နဲ့စားပါမယ်